ဒီအိမ်ရဲ့နေရာတွေမှာပိုင်ရှင်ဟောင်းတွေရဲ့ဝမ်းနဲ့ကြိုကွဲမှုတွေနဲ့ကြောက်ရွံ့မှုတွေကကန့်ညင်နေတယ်ဒီနေရာကိုဝင်လာတဲ့သူတွေဟာဘယ်တော့မှလုံးဝပြန်ထွက်သွားခွင့်မရှိရဘူးဆိုတဲ့ဒါနာယူတွေရှိခဲ့တယ်ညစင်ညတိုင်းကျမဒီအိမ်ရဲ့အမှောင်ထုထဲမှာကျမတယောက်တည်းကြောက်ရွံ့မှုကကျမရဲ့အိပ်စက်ခြင်းကိုခိုးယူသွားခဲ့ပြီဒီညမှာတော့ထက်ခိုးပေါ်ကခြေတံတွေကပုံနီးလာတယ်ကျမထွက်ပြေးဖို့အခန်းတကားကိုပိတ်ပေမဲ့ဒီအိမ်ကကျမကိုခွင့်မပြုအိမ်နောက်မမြင်ရတဲ့အေးဆက်ဆက်လက်တစုံကကျမပခုံးကိုရုတ်တရက်ထိလိုက်တယ်။ဒါစိတ်တယ်မဟုတ်တော့အမှန်တရားပဲ။မပြေးနိုင်တော့သူ့ရဲ့လက်တွေကမှန်ထဲကနေထွက်လာပြီးကျမလဲပင်ကိုအားကုန်ဆွဲဆုပ်လိုက်ပြီးနာကျင်မှုကြောက်ရွံ့မှုကျမရဲ့အားရင်တွေလုံးဝကုန်ခန်းပြီးကျမ်းမြေပေါ်လဲကျသွားတယ်။ဂျေဆုဖြူနောက်ရာရာဟာတိတ်ဆိတ်သွားတယ်။အရိပ်ကလေထဲမှာပျောက်ကွယ်သွားပြီးမိရဲ့ကိုယ်ခန္ဓာလည်းပျောက်ကွယ်သွားခဲ့ပြီ။အိမ်ကသူ့ဘာသာသူတန့်စင်သွားတယ်။ဒါပေမဲ့စပွဲပေါ်ကတပ်ပုံလေးကတော့ပြောင်းလဲသွားခဲ့တယ်။အဲ့ဒီတပ်ပုံတွေကမျက်နှာဟောင်းရဲ့နေရာမှာကြောက်စရာကောင်းတဲ့အပြုံးအနေနဲ့စိုက်ကြည့်နေတဲ့မျက်နှာမိရဲ့မျက်နှာကအစားထိုးဝင်ရောက်နေပြီ။သူမဒီအိမ်ရဲ့နောက်ထပ်6လန့်သူဖြစ်နောက်ထပ်အရေးတစ်ခုဖြစ်သွားခဲ့ပြီ။